ပီဇာပေါင်မုတ်ကို10မိနစ်ထဲနဲ့အာဟာရတန်ဖိုးမြင့်မြင့်လေးဖြစ်အောင်မနက်စာအနေနဲ့လှုပ်စားဖြစ်ပါတယ်ရှင်။ပထမဦးဆုံးအနေနဲ့ခင်းချင်ဒီ sauce ထည့်ပါမယ်။ပြီးရင်တော့ mayonnaise ထည့်ပေးပါ။ mayonnaise ကမထည့်ချင်လို့ရှိရင်လည်းရပါတယ်ရှင်။ကျမကတော့အရသာစိမ့်စိမ့်လေးစားချင်တဲ့အတွက်ကြောင့်ထည့်လိုက်ပါတယ်။ပြင်ဆင်ချိန်အားလုံးမှာ3မိနစ်တောင်မပြည့်တဲ့အတွက်ကြောင့်အရန်ကိုမှလွယ်ကူရိုးရှင်းလာပါတယ်ရှင်။မနက်စာဆိုတော့အာဟာရတန်ဖိုးမြင့်အောင်ခင်းချင်ဒီကွင်းလေးတွေပါထည့်ပေးလိုက်ပါတယ်။အီပြေစေတဲ့အပြင်ပီဇာအရသာနဲ့လည်းအင်မတန်မှလိုက်ဖက်ပါတယ်။ cheese ကတော့မပါမဖြစ်ပေါ့နော်။ကျမကတော့ cheddar cheese သုံးထားပါတယ်။ cheese မှာ protein လို့ခေါ်တဲ့အသားဓာတ်ပါဝင်ပါတယ်။အဲ့ဒီအတွက်ကြောင့်မနက်စာအတွက်လိုအပ်တဲ့အာဟာရတွေရရှိမှာပါ။ပီဇာအနဲ့ရတာအတွက် oregano အရွက်6လေးတွေကိုဖြူလိုက်ပါတယ်။မိုမှာအမြင့်တက်နဲ့ဗိုက်တာမင်ကျွဲဝတဲ့အတွက်ကြောင့်များလေးသုံးထားပါတယ်။မိုရဲ့တဘာဝအချိုရဲ့ cheese ရဲ့ mayonnaise ရဲ့ခင်းချင်ဒီပေါင်းစပ်မှုကဆိုင်ကဝယ်စားတဲ့ပီဇာတော့ပင်တွေထက်ပိုကောင်းနေဆိုတာမယုံလို့ရှိရင်လှုပ်ရှားကြည့်လိုက်ပါနော်။ air fryer ထဲမှာအပူချိန်200ဒီဂရီနဲ့10မိနစ်လောက်ထားပေးလိုက်ပါတယ်ရှင်။ဒဲဦးပုံမှာထည့်ပြီးတော့กินလို့ရှိရင်လည်းရပါတယ်ရှင်။ cheese လေးတွေအရေးပြောအောင်တော့အဖုံးလေးတော့ခဏအုပ်ပေးရပါမယ်။